မင်္ဂလာပါဒီနေ့ကတော့ဘူကစ်ရာကာဆိုတဲ့တောင်ကိုတက်ဖို့ဒါဘန်3000ကိုရောက်နေရပေါ့နော်ဘန်3000อ่ะဆိုရင်ဒါမလေးရှားမှာဂျင်းနဲ့ဒွင်းဒီအထွက်ကောင်းတဲ့မြို့လို့လည်းတည်ထားကြပါတယ်โอเคဒါကတော့မုခမ်ရဲ့ကားအိမ်ပေါ့မတော်ဟုတ်ပေါ့နော် Toyota Camry 1996ပါအခုကတော့ပိုင်ရှင်တဲ့လက်ထဲကိုရောက်သွားပြီပေါ့နော်ဆိုလိုတာကအခုဗီဒီယိုကတော့ဒါ2024တုန်းကသွားခဲ့တဲ့ဗီဒီယိုပေါ့နော်အဲ့တော့က edit မလုပ်ဖြစ်တော့အခုမှပြင်သင်ဖြစ်တာပါပြီးရင်အဝတ်နှကောင်လည်းပါပါတယ်ဒီအဝတ်နှကောင်လုံးကဒါတောင်တက်ရင်နဲ့ tray ဟိတ်မှာတွေ့လို့မွေးစားထားတာပေါ့နော်အဖြူကောင်ကတော့တုတ်တုတ်ဖြစ်ပြီးတော့အညိုကတော့ပင်းပင်းပေါ့နော်ပင်းပင်းကိုကြတော့ဘူကစ်စီကာရဲ့ tray ဟိတ်မှာတွေ့လို့မွေးစားထားတာပေါ့နော်တုတ်တုတ်ကတော့လမ်းဘေးမှာတွေ့လို့ခေါ်ထားတာပါဖြစ်ချင်တော့နှကောင်လုံးကရွယ်သူလေးဖြစ်နေရပေါ့နော်โอเคဒါကတော့ဒီနေ့တော့တက်မဲ့ဘူကစ်ရာကာတောင်ထိပ်ပေါ့နော်တောင်တက်လမ်းကတော့ဒွင်းဒီချန်ခနဲ့ဖြတ်သွားရမှာဖြစ်ပါတယ်ဒွင်းဒီပြောလို့ဒွင်းဒီပေါက်စားတယ်အများကြီးကြွေကြနေရပါတော့ဒွင်းဒီကကျွန်မအကြိုက်ဆုံးအသီးလို့လည်းပြောလို့ရပါတယ်ကဲဒါဆိုရင်တောင်တက်တက်ကြရအောင်ပြီးရင်တောင်တက်လမ်းရှိတဲ့သဘာဝအလှတရားတွေကိုခံစားရင်တောင်ထိပ်မှာပြန်တွေ့ကြမယ်နော်စိုက်ပျိုးရေးချင်းတစ်ခုလုံးဖြတ်လာပြီးတော့အခုဘူကစ်ရာကာဆိုတဲ့ tray hit ကိုရောက်ပြီပေါ့နော်ဒါတော့ tray hit ကနေလမ်းမြင်ရတဲ့ view လေးပါအရန်ကိုမှလာတယ်ပေါ့နော်ဒီဘူကစ်ရာကာတောင်ကတောင်တက်လန်းနှစ်ခုရှိပါတယ်တစ်ခုကကျတော့ tray A challenging ဖြစ်ပြီးတော့နောက်တစ်ခုကကျတော့ tray B easy tray ဖြစ်ပါတယ်မုခမ်ရိုကဒီနေ့ tray A ဖြစ်တဲ့ challenging tray ကနေတောင်တက်ပါမယ်
ဒီနေ့ရဲ့တောင်သက်လမ်းဒါတကယ်အရန်ကိုချော်ရတယ်ကြောက်တုံးတွေကပြီးရင်တက်တဲ့လူကလည်းနေတော့လေရင်ကြီးတွေနဲ့ဒါမဟုတ်ခမဆိုရင်ဒီဖက်နှက်နဲ့လုံးဝတက်လို့မရဘူးပေါ့နော်နောက်ဆုံးပိုးဖက်နှက်ကိုချွတ်ပြီးမှဒါတက်လိုက်ရတဲ့အနေအထားပေါ့နော်တောင်ထိပ်ကိုမရောက်ခင်မှာမိုးကအရန်ကြီးတော့မခမလို့တောင်ပြန်ဆင်းဖို့ဆုံးဖြတ်လိုက်ပါတယ်။အဝူလေးတွေလည်းအေးလို့တုံနေပြီ။အဲကြောင့်မလို့တောင်ပြန်ဆင်းမှာတော့မယ်။โอเคအခုတောင်ချီကိုပြန်ရောက်လို့မိုးလဲတိတ်သွားပါပြီမိုးရွာပြီးတော့ရှုခင်ကအရန်ကိုလာပါတယ်အဲကြောင့်မလို့မုခမ်ဒူကဒီအရန်လာတဲ့ရှုခင်လေးနဲ့သူကားထဲမှာအေးအေးဆေးဆေးလေးအနားယူဖို့ဆုံးဖြတ်လိုက်တယ်ပေါ့နော်ပြီးရင်ဒါကတော့မနက်တုန်းကတောင်ထိပ်မှာစားဖို့ယူရတဲ့နေ့လည်စားပေါ့နော်အဲ့ဒါကိုဒီတောင်ချီမှာပဲပြန်လာစားဖြစ်ပါတယ်โอเคဒီတောင်ကိုနောက်တစ်ခါအခွင့်တာရင်ပြန်လာတက်ပါမယ်ဒီနေ့ကတော့ဒီရှုခင်လေးနဲ့ပဲကျင်းလိုက်ရတယ်ပေါ့နော်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ်တောင်သက်ခီးစင်နေမှာပြန်တွေ့ကြမယ်နော်အားလုံးကိုတတ်တာ